ဒီနေ့မှာတော့ကျမတို့စက်တုံကြော်တဲ့အချိန်မှာတုံးနေဒီစက်တုံအစိမ်းတွေကိုအခွန်ခွာလိုက်တယ်ပေါ့နော်အခွန်ခွာလိုက်တဲ့အချိန်မှာထွက်လာတဲ့အဲ့ဒီအခွန်တွေကိုပေါ့နော်ဒီကျမတို့တွေကဘလို့အကျိုးရှိပေါ့နော်အသုံးချလဲဆိုတာကိုမျှဝေချင်တာပါအဲ့တော့ကျမတို့ဒီကထွက်လာတဲ့စက်တုံခွန်တွေကကျမတို့အလကားမဖြစ်ပါဘူးပေါ့နော်ထွက်လာတဲ့အခွန်တွေကလွတ်ပစ်စရာမလိုဘူးကျမတို့ဘာလုပ်လဲဆိုလို့ရှိရင်ကျမတို့ရဲ့ဒီနွားမွေးထားတဲ့အိမ်တွေရှိတယ်ပေါ့နော်အဲ့နွားမွေးထားတဲ့အိမ်တွေမှာဒီစက်တုံခွန်တွေဒီစက်တုံကအခွန်တွေကိုနွားတွေကစားပါတယ်နွားစာအဖြစ်ကျမတို့သုံးလို့ရပါတယ်ဒါတွေကအလဟတ်တမဖြစ်ဘူးပေါ့နော်လွတ်ပစ်စရာမလိုဒီအခွန်တွေကလေအဲ့တော့ပြီးရင်အဲ့ဒီကျမတို့စီကထွက်တဲ့ဒီစက်တုံအခွန်တွေကဆိုလို့ရှိရင်နွားတွေကပေါ့နော်ဒီအခွန်ကမိုးဆိုနေတာရေဆိုနေတာတို့ပြီးရင်အပုတ်နဲ့ထွက်နေသူတို့မစားပါဘူးပေါ့နော်သူတို့အဲ့လိုမျိုးအခွန်မျိုးတွေဆိုသူတို့ကမစားဘူးလုံးဝတန့်ပြီးကောင်းတဲ့စက်တုံအလုံးမျိုးကထွက်တဲ့အခွန်တွေကိုပဲဒီကျမတို့ဒီငွေထားတဲ့ဒီနွားတွေကစားတာပါပေါ့နော်နောက်တစ်ခုကじゃဘာရှိလဲဆိုတော့ကျမတို့ဒီပေါ့နော်လောင်စာတော့လောင်စာအပေါင်းလောင်စာအနေနဲ့သုံးတဲ့စပတ်ခွန်ပေါ့နော်ဒီစပတ်ခွန်နေတာစပတ်ခွန်တွေကျမတို့လောင်ထားတာပေါ့နော်ဒီစပတ်ခွန်တွေကဆိုရင်လည်းကျမတို့အလကားမဖြစ်ဘူးပေါ့နော်ဒီစပတ်ခွန်ကဆိုလို့ရှိရင်လည်းဒီစက်တုံကြော်ဖိုမှာပေါ့နော်ဟိုပေါ့စက်တုံကြော်တဲ့နေရာမှာဖိုမှာကျမတို့ကစပတ်ခွန်သုံးလို့ထွက်လာတဲ့ပြာကကျမတို့ဒီဖွဲပြာဖြစ်သွားတာတဲ့ဒါဖွဲပြဖြစ်သွားတာဖွဲပြပုံပေါ့နော်ဒါစပခွန်တွေကိုအကြောက်ဖို့မှာတုံးပြီးလို့ထွက်လာတဲ့ဖွဲတွေပေါ့နော်ဖွဲပြပေါ့ဒီမှာဖွဲပြအဲ့ဒီဖွဲပြတွေကိုလည်းကျမတို့ကဒီစိုက်ပျိုးရေးခြံတွေကနေပြီးတော့ကျမတို့ဒီရာစီဒီကိုလာသိမ်းပါတယ်သူတို့ကကျမတို့စီကပြန်ဝဲတာပေါ့နော်နောက်ထပ်စက်တုံကြော်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်စက်တုံအစိမ်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အခြားသိကျင်တဲ့ဘူးတိတရားများသိကျင်နေဆိုတော့ကျမတို့ page လေးကို follow လုပ်ထားပေးပါရှင်ကျေးဇူးတင်ပါတယ်ရှင်